ဇော်ဆိုဝန်စီကချန်ပီယံကပတ်ပြန်ယူဖို့အတွက်ပြင်းပြင်းထန်ထန်လိကျန်နေခဲ့တဲ့ပန်ဒူဂျာရဲ့တဒန်ဆက်လက်ပြီးတော့ဇော်ဆိုဝန်ဟာတပွဲကိုထူတိုင်းဝင်ငွေဘယ်လောက်ရတာလဲဆိုတာဟာတဒန်နဲ့ဆက်လက်ပြီးတော့တင်ဆက်ချင်ပါတယ်အားလုံးပဲမင်္ဂလာပါမွန် channel အနေကြိုဆိုပါတယ် subscribe လေးမနေ့တိပူစင် subscribe လေးနှိပ်ပြီးဖို့တောင်းဆိုပါတယ်ကျွန်တော် UFC နဲ့ site တဲ့တဒန်နဲ့အကစားနဲ့ site တဲ့တဒန်ကိုမေရန်တင်ဆက်တော့မှာဖြစ်ပါတယ် Alexander ပန်တူဂျာရဲ့လိကျင်းခန်ပို့အောက်ဗီဒီယိုတွေဟာလက်တလော social media ပေါ်မှာအတော်လေးပန်းနှံ့နေပါတယ် Train conditioning နဲ့ graphing ပိုင်းတွေမှာတော့အားကောင်းတဲ့ပြင်ဆင်မှုတွေကိုပြသထားတာတွေတွေ့ရပါတယ်ချင်ပင်တယောက် physical preparation ကိုအလီထားလေးကျနေတာကတော့တန်တရားဖြစ်เสียမရှိပါဘူးဒါပေမဲ့ MMA လောကမှာပို့အောက်ဗီဒီယိုတွေဟာ fight night ရဲ့ဇာတ်ကိုတိုက်ရိုက်အာမခံပြီးနိုင်တဲ့အရာတော့မဟုတ်ပါဘူး fighter တွေက social media မှာအကောင်ဆုံး movement တွေအကောင်ဆုံး performance တွေကိုသာရေးချယ်တင်လိရှိခဲ့ပါတယ်အမှန်တကယ်ကတကွန်ထဲမှာဂျူဝိုက်ထဲမှာတော့ဘယ်လိုဖြစ်လာမလဲဆိုတာကိုအပြည့်အဝကိုစားမပြုတ်နိုင်ပါဘူးပန်ဒူဂျာဘက်မှာဆိုရင်ကမ္ဘာအဆင့်ဘရာဇီးဒီရဲ့ skill အကောင်တဲ့ ground control နဲ့ submission ability တွေအပြင် championship fight အတွေ့အကြုံများဆိုတဲ့အားသာချက်တွေရှိနေပါတယ်အထူးသဖြင့်ပြရတဲ့ဆိုတော့ပြပိတ်ကို PRP grappling game ကိုအကောင်ထဲပေါ်နိုင်တဲ့စွမ်းရည်ကသူ့ရဲ့အားနဲ့ရှိဆုံးလက်နဲ့တွေထဲကတစ်ခုဖြစ်ပါတယ်တစ်ဖက်မှာတော့ဇော်ဆိုဝန်တို့ဒီလိုအချစ်တွေကကြောက်စရာ PR ဖြစ်သွားမယ်လို့မဆိုနိုင်ပါဘူးဗန်ဟာ take down defense နဲ့ symbolization တွေကိုတီချာထိန်းချုပ်နိုင်ခဲ့ပါတယ် ground game ကိုအနည်းဆုံးအချိန်ကြော်ဖက်နိုင်မယ်ဆိုရင်သူ့ရဲ့အားသာချက် stand up striking ကိုပုံမူအသုံးချနိုင်မှာဖြစ်ပါတယ်ဗန်ရဲ့လက်တီ combination နဲ့ footwork speed နဲ့counter training တွေဟာပန်ဒူဂျာကိုဒုက္ခပေးနိုင်မဲ့အရေးကြီးတဲ့လက်နက်တွေဖြစ်လာနိုင်ပါတယ်အသက်အရွယ်ပိုင်းမှာလည်းရော်ဆိုဝန်ကဘူငယ်ပြီးသူတက်မှုနှုံးမြန်ဆန်တဲ့ fighter တယောက်ဖြစ်တယ်လို့ PR မရှိဘဲယုံကြည်မှုအပိနဲ့ထူတတ်တဲ့စိတ်ဓာတ်ကလည်းသူ့ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်အခြားတစ်ဖက်မှာတော့ပန်ဒူဂျာကချန်ပီယံတယောက်ရဲ့တည်ငြိမ်မှု price IQ နဲ့အတွေ့အကြုံကိုအသုံးချပြီးပွဲရဲ့အရှိန်ကိုထိန်းချုပ်ဖို့ကြိုးစားလာမှသိချပါတယ်အဆုံးအသက်ညီနဲ့ပြောရရင် workout video တွေဘယ်လောက်ကြမ်း training camp ဘယ်လောက်ကောင်း fight night မှာအနေဆုံးဖက်ပြီးမှာက grand plan ကိုဘယ်သူကပိုကောင်းအကုန်ထိပေါ်နိုင်တယ်လဲ fight IQ ကိုဘယ်သူကပိုထိရောက်ဆိုအသုံးချနိုင်တယ်လဲဆိုတာပဲဖြစ်ပါတယ်ဂျူဝိုက်ထဲမှာတော့လီဂျင်ခန်းဗီဒီယိုတွေမဟုတ်ပဲအမှန်တကယ်စွန့်ဆောင်ရည်ကဒါအဆုံးဖက်ပြီးတော့မှာဖြစ်ပါတယ်ပရိသတ်တွေရောပန်ဒူဂျာတယောက်ဗန်ရဲ့ခပိုက်ကိုလွယ်ကူရအယူသွန်းနိုင်မလားအမြင်လေးတွေပြောပြကြပါအောင်ထိတ်တန်းဖိုက်တာတွေကိုအနိုင်ယူပြခဲ့တဲ့ဗန်ဟာအန်အားတင်ဖွယ်စွန်းဆောင်ရည်တွေနဲ့သူဘဝကိုသတိချိုးပြောင်းလဲနိုင်ခဲ့ပါတယ်မထင်မှတ်ထားတဲ့နေရာကနေထွက်ပေါ်လာခဲ့သူဖြစ်ခဲ့ပါတယ်တမိုင်းဝင်ပွဲစဉ်အပြီးမှာတော့အမခန်းဝင်ငွေပမာဏကိုပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်ဗန်အနေနဲ့ဂျူဝိုက်ထဲမှာတော့စတဲ့ချီမနေမိကတဲ့ကအာမခံပွဲထွက်ကြည့်အဖြစ်အခြေခံဒေါ်လာ3,300ရရှိထားပြီးဖြစ်ပါတယ်ဒါအပြင်ပွဲပြီးမှာ Pay-per view ဝီစုများစပွန်ဆာကြော်ညာကြီးများနဲ့အနိုင်ရရှိမှု bonus စီများပါထပ်မံပုံထည့်လိုက်တဲ့ခါမှာတော့ပွဲငွေပမာဏပုံမူမြင့်မာသွားခဲ့ပါတယ်အကောင်ဆုံးဖြုတ်ပြီးတင်ဆက်နိုင်ခဲ့မှုနဲ့ချန်ပီယံခပတ်တင်ပိုင်နိုင်ခဲ့မှုစားတဲ့အထူးစုကြီးတွေကပုံဆက်လိုက်ချိန်မှာတော့စုစုပေါင်းဝင်ငွေဟာဒေါ်လာ9သိန်းကျော်အထိဟုန်ထူးခုံတက်တိုးခဲ့ပါတယ်ဒါဟာဂျိုးရဲ့အတွင်းအကောင်ဆုံးဖြိုပြီးတင်ဆက်နိုင်ခဲ့မှုနဲ့ချန်ပီယံခပတ်တင်ပိုင်နိုင်ခဲ့မှုစားတဲ့အထူးစုကြီးတွေပါပုံဆက်လိုက်ချိန်မှာတော့စုစုပေါင်းဝင်ငွေဟာဒေါ်လာ9သိန်းကျော်အထိတဟုန်တက်တိုးခဲ့ပါတယ်ဒါဟာဂျိုးရဲ့အတွင်းအချိန်ပြင်းကြိုးစားခဲ့သူများတို့ရရှိခဲ့တဲ့အထိုက်တန်အကျိုးအမြတ်တစ်ခုပဲဖြစ်ပါတယ်အစားနီးဆုံးထိကြည့်ရှုပေးတဲ့ပရိသတ်တို့အားလုံးပဲကိုယ်စိတ်နှပြကျမ်းမာကြပါစေကျွန်တော် UFC နဲ့ဆိုင်တဲ့တဲ့နဲ့အကစားနဲ့ဆိုင်တဲ့တဲ့ကိုအမေရန်တင်ဆက်တိုးမှာဖြစ်ပါတယ်ကျွန်တော်နာမည်ကမုံပါ subscribe လေးမနေတီးဘူးစင် subscribe လေးနဲ့ပြီးဖို့တောင်းဆိုပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်